ဒီနေ့ကျွန်မဖတ်ပြချင်တဲ့စာအုပ်ကတော့တန်ဖိုးဆိုတဲ့စာအုပ်ဖြစ်ပါတယ်။စာရေးသူကတော့မမန်ဖြစ်ပါတယ်။ဒီစာအုပ်ကောင်းစင်မှာပါရေးထားလဲဆိုရင်ကို crush ကကိုပဲဖြစ်ပါစေတဲ့ဒီစကားပါ။အရင်ဟာတီဆိုတော့ဒီနေ့ကျွန်မဖတ်ပြချင်တဲ့ကောင်းစင်လေးကတော့နေခွင့်ကောင်းနေမေးပါ။ဟုတ်ပါတော့အခုချိန်ဘာမှလုပ်မရဘူးယောဂရလည်းမင်းရဲ့တက်တော့ဘာမှလုပ်မရဘူးအလုံးဖြစ်နေတာလို့ဒီကိုတည်းထဲမှာမဟုတ်တာဘာလို့ရမလဲစားတဲ့မိခွင့်မြန်မီစကားမြတ်ပြောနေတဲ့စာအခုချိန်ဘာလို့ရမလဲငါဘလို့ရနိုင်လဲနောက်ထပ်ဘလို့နီးရှိအောင်လဲစားတဲ့မိခွင့်ကောင်းလို့မေးပါဒါတော့ဘာမှလုပ်မရသေးဘူးဆိုရင်ငါအရေးချင်းတူတက်အောင်ဘာလဲလေ့လာမလဲအရင်ကမအားလို့မတင်ဖြစ်တဲ့အရာတွေကဘာတွေလဲအရင်ကမအားလို့မလေ့လာဖြစ်တဲ့ပညာတွေကဘာတွေလဲဒါမှမဟုတ်အရင်ကအချိန်မရလို့လွတ်တက်ပေမဲ့မလွတ်ဖြစ်တဲ့ကိုယ်ဝဒနာပါလဲဝဒနာရှိပေမဲ့မလွတ်တက်လို့တင်ဖို့စိတ်ကူထားရတယ်ပါလဲဥမာပကြီးဆွေးရလားစာရေးရလားမိကလဲနာလားအင်ချီချုပ်တာလားစာတပြေမျိုးရှိပါတယ်ကိုကိုမီရေမိခန်းကမီရေလူဆရာတွေပေါ်လာလိမ့်မယ်ရန်တယ်အထက်နေပြေကောင်းစင်ရောဝေဖန်မှုကိုအလင်းရှုပါဆိုတဲ့ကောင်းစင်ဖြစ်ပါတယ်စင်ကြီးချဆောအလိုလိုတဲ့သူကတော့အလိုလိုတဲ့သူကလည်းလူဆယ်ရှိတာလုပ်ပါတဲ့ဝေဖန်တဲ့သူကလည်းဝေဖန်တဲ့အလိုလိုနေတာဒီလေဝေဖန်တဲ့သူကတော့ရှင်းမှာပဲဟုတ်တယ်ဝေဖန်တာတွေကြောင့်အလိုမလုပ်တော့ဆိုရင်လူတွေတန်ဖို့ရှိတဲ့အရာတွေလူတွေအတုံးတဲ့တဲ့အရာတွေထွက်လာမှာတော့မဟုတ်ဝေဖန်တာတွေကြောင့်ဘာမှဆက်မလုပ်တော့ဘူးဆိုရင်ထက်ဆောင်ကထူးချွန်တဲ့သူတွေအကစားသမားတွေအနုပညာရှင်တွေအတတ်ပညာရှင်တွေပရိဟာတသမားတွေထက်ဆောင်ကလူတွေဆိုတော့ဖြစ်လာစေအကြောင်းမရှိဘူးအဲ့လိုလူဆရာရှိတာလုပ်ပါကျွန်မနဲ့ရင်ကိုင်နေတဲ့ဖြစ်တယ်ကိုလွတ်တဲ့အရာတွေမိမိဘဝတိုးတက်ရင်းနဲ့သက်ဆိုင်ရမယ်ဥပဒေနဲ့လည်းမြင်ရမယ်ဘာသာတရားဆောင်မတွေနဲ့လည်းမြင်ရမယ်မိနေတဲ့နေငါရဲ့ယဉ်ကျေးမှုနဲ့လည်းမြင်ရမယ်ဒါဆိုရင်စစ်လို့ပါဝေဖန်တဲ့သူတွေကတော့လွတ်ထားပြလိုက်သူတို့အလုံးလုံးနေတာပဲလေသူတို့မှာဝေဖန်လေးကားတာထက်တန်ဖိုးရှိတဲ့အလုံးလုံးမရှိရမထဲဖက်ချင်တဲ့ကောင်းစင်ရောကျူးတင်ပြင်ဆင်မှာကျွန်မတို့ရလို့အတဲ့အရာပေါ့ကိုတည်တဲ့အရာတစ်ခုကိုအမှန်မဟုတ်ဘူးလို့သတ်မှတ်လို့မရပါဘူးကိုတည်ထားတဲ့အမှန်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့လေအမှန်မဟုတ်ဘူးလို့သတ်မှတ်လို့မရပါဘူးကိုတည်တဲ့အမှန်တရားတွေလောကမှာအများကြီးရှိနေတဲ့အပြင်ကိုတည်ထားတဲ့အမှန်တရားနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အမှန်တရားတွေလည်းလောကမှာအများကြီးပါပဲတင်ယူစရာတွေနဲ့ပြည့်နေနေတဲ့လောကကြီးမှာနှလုံးသားနဲ့ဥနှုတ်ကိုဖွင့်ထားပါဘာမှမသိခင်မမြင်လိုက်ပါနဲ့အရာကိုနားထောင်နေအောင်လက်ခံနေအောင်ပြင်ဆင်ထားပါဒီနေ့ကိုအမှန်ထင်နေတဲ့အရာဒီမနေ့ပြန်မှမားနေနေပါလေအပြောင်းလေးသိမြင်နေတဲ့ခေတ်ကြီးမှာလျှက်ရည်ထွေစွာနေတဲ့မှာအစင်းမြင့်တဲ့နေရာတစ်ခုကိုရောက်မှာပါနှလုံးသားနဲ့ဥနှုတ်ကိုပက်ထားလိုက်ပြီဆိုတာနဲ့နောက်ကျချင်ဖို့ပြင်ဆင်လိုက်တာပါပဲကိုလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေလောကကြီးကအလေးအမြင်ပြောင်းလဲနေမှာဖြစ်ပါတယ်ခေတ်ကိုအပြည့်တင်နေလို့ခေတ်ကကိုယ်နာမှာရှိနေမှာဟုတ်ပါဘူးကိုမလက်နိုင်ရင်ကြံခဲ့မှာပဲဖြစ်ပါတယ်ကျူရင်ပြင်ဆင်မှုမလုပ်ထားဘူးဆိုရင်တော့နေရာတစ်ခုမှာအောင်မြင်စွာရည်တည်ဖို့မလွယ်ဘူးတော့ပါဘူးဟုတ်တယ်သိမယ်ကိုရဲ့ရည်ရွယ်ချက်ကကိုဘဝပါပဲဟုတ်တယ်နော်ကိုရဲ့ရည်ရွယ်ချက်ကကိုဘဝပါပဲပြန်ကောင်းတယ်ဒီစာကိုအရင်ကြိုက်တယ်ဒီနောက်ဆုံးမှလည်းဗာလဲဆိုရင်အရင်ကြိုက်တယ်နော်အခု
ကိုရောက်နေတဲ့အချိန်ကနေတဲ့ဘဝရဲ့ကုန်ခဲ့တဲ့အချိန်တွေကိုတဲ့အနောက်ပြန်လက်ကြည့်လိုက်အခါမှာကိုကျွေးနေဖို့လိုတယ်ကိုကျွေးအောင်ကြိုးစားပါကို crush ကကိုလိုဖြစ်ပါစေကျမအရင်ကြိုက်ဒီစာကိုဖတ်ကြည့်ကြပါရင်ကောင်းတယ်